အရှင်မင်းကြီးမင်းလိုချင်တဲ့နတ်သမေးရောက်လာပြီကြောက်ကိုမင်းလက်ထဲကခရုသင်းကိုပေးပါ သူရောင်မဲနဲ့အလဲအထက်အလောက်ခံရပြီးအနေဆာရောက်သွားရတဲ့အင်းဝဘရင်တရဖျားမင်း နတ်သမီးငါရဲ့နတ်သမီးဘယ်ရောက်သွားလဲလိုက်ကြည့်လိုက်မြန်လိုက်ဟိုဘက်ကပတ် စင်ကြော့ဖို့တောထွက်ရင်သူရောင်မဲနဲ့ပျော်ပါပြီးနတ်ရွာဆန်သွားရတဲ့မွန်ဘရင် နတ်သမီး ကျွန်တော်တို့ရဲ့မြမသမားရာဇဝင်ထဲမှာဇော်ကြီးတွေရဲ့အခန်းကဏ္ဍများစွာရှိခဲ့ပေမဲ့သူရောင်မဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကတော့တကယ်ကိုရှားပါတယ်သူရောင်မဲဆိုတဲ့နတ်သမီးတွေဟာဝိဇာဇော်ကြီးတွေနဲ့ကမ္မဂုံပျော်ပါလို့ရကြပေမဲ့ကျွန်တော်တို့တမန်လူသားတွေအတွက်တော့တကယ်ကိုအန္တရာယ်များပါတယ် နတ်သမီး ဒါကြောင့်သူရောင်မဲနတ်သမီးတွေနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုများတောင်းဆိုထားကြတဲ့ဇော်ကြီးတစ်ပါးရဲ့ဂျင်းထဲတာကိုခံလဲရပြီးထူးဆန်းတဲ့သူရောင်မဲနတ်သမီးရဲ့အလှအောက်မှာနတ်ရွာဆန်သွားရတဲ့အင်းဝဘရင်နဲ့အဝတ်အစားမရှိတဲ့သူရောင်မဲနတ်သမီးကြောင့်အချိန်တိုအတွင်းထူးဆန်းစွာအနေဆာရောက်သွားရတဲ့မွန်ဘရင်တစ်ပါးရဲ့ဖြစ်ရမှန်နောက်ခံသမိုင်းကြောင်းကိုဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ် ညူယောက်ပြက်စင်တက်တက် ကျုပ်နဲ့သမီးကိုအရန်ချစ်သွားပြီကျွန်တော်ကတော့ဇာနီပဲဖြစ်ပါတယ် တိုးတက်နေတဲ့ social media ခေတ်ကြီးမှာလူကြီးမင်းတို့ရဲ့လုပ်ငန်းများကိုအချိန်တိုအတွင်းဘီလီယံနဲ့ချီအောင်လူသိများဖို့ကူညီပေးနေပါပြီနော်။ဒါကြောင့်လူကြီးမင်းတို့ယင်းနှိမ့်မြုပ်နှံမှုလုပ်ငန်းများအတွက်ကြော်ညာလိုပါကကျမတို့ MT ကြော်ညာလုပ်ငန်းမှာလာရောက်ဆက်သွယ်နိုင်ပါပြီနော်။ ကျွန်တော်တို့မြမသမိုင်းထဲမှာအထူးဆန်းဆုံးနတ်သမီးနဲ့လက်တွေ့ကြုံဆုံခဲ့ရပြီးနတ်ရွာဆန်သွားခဲ့ရတဲ့ဘုရင်တစ်ပါးရှိပါတယ်ပထမဘုရင်တစ်ပါးကတော့ပထမအင်းဝခေတက္ကရာ962ခုနှစ်မှာအင်းဝထီနန်းကိုစိုးစံခဲ့တဲ့စင်ဖြူရှင်တရဖျားမင်းပဲဖြစ်ပါတယ်တရဖျားမင်းကမင်းကြီးစွာစော်ကဲရဲ့သားတော်တစ်ပါးဖြစ်ပြီးနန်းတက်ပြီးမကြာခင်မှာအောင်ပင်လက်အရက်စီတော်ကစားထွက်ခဲ့ပါတယ်ဒီလိုတော်ကစားထွက်တဲ့အခါမှာထူးဆန်းတဲ့ဇော်ကြီးတစ်ပါးကကောင်းကင်ကနေကျလာပြီးတရဖျားမင်းနဲ့အပေအယူလောက်ဖို့တောင်းဆိုလာပါတယ်အဲ့ဒါကတော့ဘရိလက်ထဲကအယံကိုရှားပါတဲ့လက်ရရည်ခယူတင်ပဲဖြစ်ပါတယ်ဇော်ကြီးကအဲ့ဒီခယူတင်ကိုသာသူ့ကိုပေးရင်မင်းကြီးလိုချင်တဲ့မော်အတက်ကိုပေးမှဖြစ်ကြောင်းယောက်ျားကတိယောက်ျားစကားနဲ့အပေယူလောက်လာပါတယ် အရှင်မင်းကြီးမင်းလက်ထဲကလက်ရရည်ခရုသင်းကိုသာကျွန်တော်မျိုးကိုပေးသနာရင်မင်းလိုချင်တဲ့အတက်ကိုကျွန်တော်မျိုးပေးပါမယ် ဒါပေမဲ့တရဖျားမင်းကိုယ်တိုင်ကယုံကြည်မှုအပြည့်ရှိနေတဲ့ဘုရင်ဖြစ်တဲ့အတွက်ဇော်ကြီးစီကနေဘာအတတ်ပညာမှမလိုအပ်ကြောင်းဒီကရုတင်းကိုတကယ်လိုချင်ရင်နတ်သမီးတစ်ပါးသာပေးပါလို့ဟာသာနှော်ပြီးပြောလိုက်ပါတယ် တင်စော်ကြီးကျုပ်ဘယ်အတက်မှမလိုချင်ဘူးအတင်ဒီခရုသင်းကိုလိုချင်ရင်ကျုပ်ကိုနတ်သမီးတစ်ပါးပဲပေးပါ အဲ့ဒီအချိန်မှာပဲဇော်ကြီးကလက်ခုပ်တီးလိုက်တာနဲ့ချောမောလှပပြီးမြင်သူတိုင်းတတ်မဲ့စရာထူးဆန်းတဲ့နတ်သမီးတစ်ပါးထွက်လာပါတယ်ဘီရင်ကြီးလည်းအော်မင်းသက်စွာရကြည့်နေခဲ့ရပြီးမိမိပေးထားတဲ့ဂတိအတိုင်းလက်ထဲကရှားပါခရုတင်းကိုဇော်ကြီးထံပေးလိုက်ရပါတယ် အရှင်မင်းကြီးမင်းလိုချင်တဲ့နတ်သမေးရောက်လာပြီကျုပ်ကိုမင်းလက်ထဲကခရုသင်းကိုပေးပါ ရခဲ့လာတဲ့လက်ရရည်ရှားပါခရုတင်းကိုရရှိသွားတဲ့ဇော်ကြီးကတော့ချက်ချင်းပြန်သက်ပျောက်ကွယ်သွားပါတယ်တရဖျားမင်းလည်းဒီထူးဆန်းတဲ့နတ်သမီးကိုယာယီတဲနန်းစီခေါ်ဆောင်လာပြီးအတူပေါင်းသင်းနေထိုင်ပါတယ် အတင်နတ်သမီးအတင်ကဘာကြောင့်အရန်ချောရတာလဲကျုပ်နတ်သမီးကိုအရန်ချစ်သွားပြီ တကယ်တော့စင်ဖြူရှင်တရဖျားမင်းအတူပေါင်းသင်းနေထိုင်ခဲ့တဲ့အဲ့ဒီနတ်သမီးကတကယ်နတ်သမီးအစ်စ်မဟုတ်ပဲသူရောင်မဲ့အပင်စီကနေအတီးတီးလာတဲ့သူရောင်မဲ့အတီးကိုဇော်ကြီးရဲ့အစွမ်းထက်တောင်းဝေးနဲ့တုတ်ထိပြီးနတ်သမီးအတွင်ဖန်ဆင်းထားတဲ့သူရောင်မဲ့သားဖြစ်ကြောင်းဆိုကြပါတယ်
ဒါပေမဲ့အဲ့ဒီနတ်သမီးနဲ့အကျဉ်လင်မယားလိုအတူပေါင်းဖက်နေထိုင်အပြီးနတ်သမီးမရှိတော့တဲ့နောက်မှာဘုရင်ကစိတ်လစဝေဒနာအကြီးအကျယ်ခံစားလိုက်ရပါတယ် နတ်သမီးဘယ်ရောက်သွားလဲငါရဲ့နတ်သမီးဘယ်ရောက်သွားလဲ သူရောင်မယ်ရဲ့အလှပနဲ့အထီတွေ့မှုအောက်မှာရမဲကြီးခဲ့တဲ့တရဖျားဘုရင်ဟာယူမတက်ကြေကွဲစွာခံစားခဲ့ရပြီးသူယူတယောက်လိုထီးလိုင်ကူအရမှာတပါးတဲ့ငါးမြားထွက်ရာဘုရင်အထိန်တော်ငနောက်ဆန်လောက်ကြံပြီးနိုင်ရွာဆန်သွားခဲ့ရပါတယ်ဒါကတော့သူရောင်မယ်လို့ခေါ်တဲ့နတ်သမီးနဲ့ပျော်ပါပြီးနိုင်ရွာဆန်သွားရတဲ့အင်းဝဘုရင်စင်ဖြူရှင်တရဖျားမင်းရဲ့ရာဇဝင်သမိုင်းကနေကောက်နှုတ်ထားတာပဲဖြစ်ပါတယ်နတ်သမီးလိုချောမောလှပပြီးအဝတ်အစားတစုံတရာဝတ်ဆင်ထားခြင်းမရှိတဲ့သူရောင်မဲမိမလားကြောင့်အနိစ္စရပ်သွားရတဲ့နောက်ထပ်ဘုရင်တစ်ပါးကတော့ဒုတိယဟန်တာဝရီမင်းဆက်ထဲကမွန်ဘုရင်သူရှင်နဂါရုပိပဲဖြစ်ပါတယ်သူရှင်နဂါရုပိဘုရင်ယခုပဲခူးမြို့ဟန်တာဝရီနန်းတော်ကိုအောက်ချုပ်နေချိန်တက္ကရာ889ခုနှစ်မှာဟန်တာဝရီကိုတောင်ငူဘုရင်တပင်ရွှေထီးလာရောက်တိုက်ခိုက်တဲ့အချိန်ဖြစ်ပါတယ် နယူးယောက်ပြတ်စင်တက်တဲ့တက်စင်တက်တဲ့တက် ဒီစစ်ပွဲမှာဟန်တာဝရီဘုရင်သူရှင်နဂါရုပိကအရေးနိုင်ပြီးမဟာမိတ်ဖြစ်တဲ့ပြည်ဘက်ကိုထွက်ပြေးတိမ်းရှောင်ကပြည်မြို့စားနရပတိနဲ့ပူးပေါင်းလိုက်ပါတယ်ဒါပေမဲ့အင်အားကြီးမားတဲ့တောင်ငူတပ်ကိုတိုက်ခိုက်ဖို့ရာစစ်အင်အားစုဖို့အတွက်သူရှင်နဂါရုပိဟာအင်္ဂပူနယ်ဘက်စီစင်ကြောဖို့ထွက်လာပါတယ် မြန်လိုက်ဟိုဘက်ကပတ်ကျိုးနဲ့ပြန် စင်ကောင်းတွေပေါ်များတဲ့အင်္ဂပူတော်မှာစင်ကြော့ရင်းဘုရင်ကအစောက်တများနဲ့ကွဲသွားပြီးတပါးတဲ့တောနဲ့ထဲရောက်ရှိသွားပါတယ်ဒီလိုနဲ့မွန်ဘုရင်သူရှင်နဂါရုပိဟာတောနဲ့ထဲတပါးတဲ့လျှောက်သွားနေရင်းကနေတစ်ပင်ကြီးများထူထပ်စွာပေါရောက်နေတဲ့အရေးကောင်းတဲ့ရေကန်ငယ်လေးတစ်ခုမှာနတ်သမီးအလားထင်မှန်ရလောက်အောင်အရန်ကိုလှပပြီးအဝတ်အစားမရှိတဲ့လူရောင်မယ်တစ်ပါးထူးဆန်းစွာရေချိုးနေတာကိုမြင်တွေ့သွားခဲ့ပါတယ်ဘုရင်ကအဲ့ဒီနတ်သမီးအနာစီကပ်သွားတဲ့အခါရင်ပါတဲ့သူရောင်မယ်လဲထွက်မပြေးတဲ့အတွက်သူတို့နှစ်ဦးမှာတောနဲ့ထဲချစ်ကြိုက်ပေါင်းတင်ပြီးအတူနေထိုင်ခဲ့ပါတယ်သူရှင်နဂါရုပိဘုရင်ကသူကိုယ်တိုင်ပေါင်းတင်နေထိုင်ခဲ့တဲ့အဲ့ဒီနတ်သမီးဟာလူသားစင်စစ်မဟုတ်ပဲတော်တဲ့နတ်သမီးဒါမှမဟုတ်အများပြောတဲ့သူရောင်မယ်မှန်းသိနေပေမယ့်အဲ့ဒီနတ်သမီးရဲ့အလှတရားအောက်ကနေဘယ်လိုမှရုံမထွက်နိုင်ခဲ့ပါဘူးမနဲ့မိုးလင်းလို့ထူးဆန်းတဲ့အဲ့ဒီနတ်သမီးပျောက်သွားတဲ့အခါမှာတော့သူရှင်နဂါရုပိဘုရင်ဟာအယူတစ်ပိုင်းဖြစ်သွားခဲ့ရပါတယ် နတ်သမီးဘယ်ရောက်သွားလဲငါရဲ့နတ်သမီးဘယ်ရောက်သွားလဲ ဒီလိုနဲ့ဘုရင်ကတောထဲမှာတယောက်တည်းထိတ်လန့်နေခဲ့ရပြီးပုံမှန်မဟုတ်တဲ့စိတ်ဆက်ဝေဒနာရှင်အဖြစ်နဲ့ခံစားနေရတဲ့အချိန်မှာပဲသူ့ရဲ့တသားများရောက်ရှိလာကညကသူနဲ့နတ်သမီးတို့ရဲ့အကြောင်းဆောင်ကိုပြောပြခဲ့ပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲသူရှင်နဂါရုပိဘုရင်ဟာချက်ချင်းအဖျားတက်ပြီးတကူလုံးဖြူဖက်ဖြူရောဖြစ်သွားရာကနေအချိန်တိုတွင်နေရာမှတင်အနှိမ့်ဆရောက်သွားခဲ့ရပါတယ်ဒါတွေကမြမသမိုင်းမှာသူရောင်မယ်နဲ့အတူပေါင်းတင်နေထိုင်ပြီးနတ်ရွာဆန်သွားရတဲ့ဘုရင်နှစ်ပါးရဲ့ဖြစ်ရမှအကြောင်းပဲဖြစ်ပါတယ်ဒီသမိုင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီအကိုတွေဘယ်လိုထင်မြင်ကြပါသလဲခေါင်းမဲမှာဝင်ရောက်မှတ်ချက်ပေးသွားနိုင်ပါကြောင်းဘုဒ္ဓတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလဲရပါတယ်